ယနေ့ညမှာရှင်မြိုင်ကစားသွားကြမယ်ယူရိုပါလိ qualification ပွဲစဉ်တွေကကျွန်တော်စိတ်ကြနှစ်ပွဲမင်္ဂလာပါဒီဗီဒီယိုလေးမှာကတော့ဒီနေ့ကြာသပတေးနေ့ညမှာရှင်မြိုင်ကစားသွားကြမယ်ယူရိုပါလိ qualification ပွဲစဉ်တွေကပွဲစဉ်လေးနှစ်ပွဲကိုရွေးချယ်ပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့မနေ့ညကတော့ကျွန်တော်အနေနဲ့ Champions League qualification ပွဲစဉ်နှစ်ပွဲရွေးချယ်ပေးခဲ့ရမှာနှစ်ပွဲစလုံး all win အကျိုးရခဲ့တယ်ပေါ့နော်ကျွန်တော် Tele Free Channel လေးမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့၄ပွဲရွေးချယ်ပေးခဲ့ရမှာ၃ပွဲအကျိုးရတယ်ကျွန်တော်တစ်ပွဲပဲကြားခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော် Tele Free Channel လေးကိုလည်းညီကိုတို့အနေနဲ့ဖြစ်နိုင်မယ်ဆိုလို့ရှိရင် join တာပေါ့နော်ကျွန်တော်အနေနဲ့နေ့စီပုံမှန် free ပွဲလေးတွေကိုကျွန်တော်ပုံမှန်လေးတွေရွေးချယ်ပြီးတော့တင်ဆက်ပေးနေပါတယ် join နဲ့ညီကိုရတော့ကျွန်တော်ရဲ့တစ်တော်ထဲမှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်ကျွန်တော်အနေနဲ့ bio လေးမှာညွှန်ပေးထားတယ်ပေါ့နော်ဆိုတော့ပွဲစဉ်လေးတွေကိုတော့ကျွန်တော်အနေနဲ့ lotto ရှင်းလေးပဲရွေးချယ်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးပွဲစဉ်တစ်ပွဲကတော့တနင်္လာနေ့မှာရှင်မြိုင်ကစားသွားကြမယ် Freedom Baro နဲ့20ပွဲစဉ်လေးပဲဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ကတော့ကျွန်တော်တို့တောက်ကြနေမနေ့အစောကျွန်တော်တို့တနင်္လာနေ့မှာရှင်မြိုင်ကစားသွားကြမှာဖြစ်တယ်ပေါ့နော်ဆိုတော့ Freedom Baro ကတော့ Hungary ကလပ်အသင်းတစ်ခုဖြစ်ပြီးတော့20ကတော့ Netherlands ကလပ်အသင်းတစ်ခုပဲဖြစ်ပါတယ်ဆိုတော့ပထမအကြောမှာကတော့ Freedom Baro ကကျွန်တော်2-1ဆိုတဲ့ရလနဲ့20ရဲ့ကျွန်တော်တို့ကွင်းမှာအနိုင်ရရှိထားခဲ့ခြင်းပဲဖြစ်တယ်ဆိုတော့ဒီပွဲစဉ်ကတော့ကျွန်တော်တို့ Hungary ကွင်းမှာ20တို့အနေနဲ့တွားရောက်ရှင်မြိုင်ကစားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ Freedom Baro ကတော့ခံစဉ်ပိုင်းကတော့တိတ်ပြီးတော့မလုံးမကြုံရှိတဲ့အတော်ကျွန်တော်အသင်းတစ်သင်းလို့ပြောလို့ရတယ်ဗောနော်တိုက်စစ်ပိုင်းကကောင်းတယ်ဆိုပေမဲ့ခံစစ်ပိုင်းကတော့အိမ်ကွင်းနဲ့အဝေးကွင်းမှာဆိုလို့ရှိရင်ကျွန်တော်ခံစစ်ပိုင်းကကျွန်တော်အတူတူတန်းတူလောက်ပဲပေးရတယ်ဗောနော်ဆိုတော့20ကတော့ကျွန်တော်တို့ပထမအကြောမှာအိမ်ကွင်းကားတွေတော့ Freedom Baro ကိုရှုံးတာဖြစ်တဲ့အတွက်20အတွက်ကတော့ဒီနေ့ Hungary ကွင်းမှာလာရောက်ရှင်မြိုင်ကစားမှာဖြစ်တဲ့အတွက်တိတ်တော့သူ့အတွက်ကတော့မလွယ်ကူတဲ့အနေအထားတွေရှိတယ်ဗောနော်ဆိုတော့အာရှရဲ့ကြေးကြောပေးမှုရကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်20ကားတွေ level တစ်ဝက်ရှုံးတော့ပြန်ပြီးတော့ပေးထားတာဗောနော်ဒါကတော့ကျွန်တော်လိစီတန်းအရာအားသာချက်ရှိတဲ့အတွက်ဒီလောက်ပဲပေးထားတာလို့ကျွန်တော်အနေနဲ့ user တဲ့20အနေနဲ့99နဲ့ဈေးတန်းတစ်ခုလို့မဖြစ်ဘူးလို့ကျွန်တော်အနေနဲ့တော့ user ကျင်တယ်ဗောနော်ဒါကြောင့်မို့ဒီပွဲစဉ်လေးမှာတော့ Freedom Baro အနေနဲ့20ကိုမရှုံးနိုင်ဘူးအနည်းဆုံးတရေလောက်တော့ကစားနိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့တော့ user ပါတယ်ဒါကြောင့်မလို့ဒီပွဲစဉ်လေးမှာတော့ Freedom Baro body လေးကိုပဲရွေးချယ်ပေးနေပါတယ်နောက်ထပ်တစ်ပွဲကတော့မနက်ဖြန်တောက်ကြနေမနက်အစောတနာရီခွဲမှာပဲရှင်မြိုင်ကစားသွားကြမယ် Benfica နဲ့ Singel ပွဲစဉ်လေးပဲဖြစ်ပါတယ်ဆိုတော့ Benfica ကတော့ Portuguese ကလပ်အသင်းတစ်ခုဖြစ်ပြီးတော့ Singel ကတော့ကျွန်တော် Switzerland ကလပ်အသင်းတစ်ခုပဲဖြစ်တယ်ပေါ့နော်ဆိုတော့ပအကျော်မှာကတော့ Benfica ကကျွန်တော် Singel ကို2-1ဆိုတဲ့ရလက်နဲ့ရှုံးနေထားခဲ့ခြင်းပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်ကတော့ Benfica တို့အနေနဲ့သူ့ရဲ့ Portuguese မြေမှာ Singel ကိုရှင်ပြိုင်ကစားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အသေးချင်းရုံးရမယ်ပွဲစဉ်လေးတစ်ပွဲဖြစ်တယ်ပေါ့နော်ဆိုတော့ခုနောက်ပိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်ဆွစ်ဇာလန်ကလပ်အသင်းတော်တော်များများကခြေစွမ်းပိုင်းကကျွန်တော်အရင်ကနဲ့မတူဘဲနဲ့တော်တော်လေးဥမာကောင်းလာတဲ့ကျွန်တော်အနေထားတွေကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဆွစ်ဇာလန်ကလပ်တွေကိုလည်း short တက်လို့မရတဲ့အနေထားတွေရှိတယ်ပေါ့နော်ဆိုတော့ Benfica ကတော့ကျွန်တော်တို့အိမ်ကွင်းနဲ့အဝေးကွင်းကြည့်မယ်ဆိုလို့ရှိရင်တော့ကစားအားကတော့အိမ်ကွင်းလေးရတော့ကောင်းတာပေါ့ဗျာတစ်ဖက်ကစိန်ခွဲရိုက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အဝေးကွင်းအားလေးကျွန်တော်တို့ခံစစ်ပိုင်းအားနဲတယ်တိုက်စစ်ပိုင်းအားကကျွန်တော်တော်တော်လေးကမှကောင်းတယ်လို့ပြောလို့ရတယ်ဗောနော်ဆိုတော့နောက်ဆုံးအနေနဲ့အာရှရဲ့ကြေးကြောပေးမှုရကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာကျွန်တော်ကတော့ဒီပွဲစဉ်လေးမှာကတော့အကြိုက်သိရွေးချယ်မှုတွေကိုရှောင်ကျင်နေဗောနော်ကျွန်တော်ကတော့ total goal လေးကိုပဲရွေးချယ်ပေးခြင်းနဲ့ဆိုတော့ total goal ကတော့ကျွန်တော်တို့3လုံးကိုအပြည့်ရှုံးမှာပဲဖြစ်တယ်ဗောနော်ဆိုတော့ပအကျော်မှာကတော့ဒီပွဲစဉ်ကတော့ကျွန်တော်3ဂိုးအထိတော့ရောက်ခဲ့တယ်ဗောနော်ဒါပေမဲ့ပအကျော်မှာလည်းဂိုးကမများခဲ့ဘူးမပေါ်ခဲ့ဘူးဗျာဂိုးများခဲ့တယ်ဆိုတော့ဂိုးမပေါ်ခဲ့ဘူးဗောနော်ဒီပွဲစဉ်မှာလည်းကျွန်တော်ဒီဈေးတန်းတစ်ခုပဲဖွင့်ပေးလာတယ်ပေါ့နော်ကျွန်တော်ကတော့ဒီပွဲစဉ်မှာကတော့ကျွန်တော်အနေနဲ့ဂိုးများသွားလေအောင်မယ်လို့ကျွန်တော်အနေနဲ့ user ဒီပွဲစဉ်ကတော့၄ဂိုးအထိရောက်သွားနိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ user တွေ Benfica ကလည်းသူ့အိမ်ကွင်းမှာသူ့အိမ်ကွင်းဖြစ်တဲ့အတွက်တေချာပေါ့ဂိုးရလိမ့်မယ်စိန်ခွဲလိုက်ကလည်း Benfica ရဲ့ခံစီပိုင်းကိုအနည်းဆုံးတစ်ဂိုးလောက်တော့ပြန်ပြီးတော့သွင်းနိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ user ကျင်ပါတယ်ဒါကြောင့်မလို့ဒီပွဲစဉ်လေးမှာတော့ total ကိုအများလေးကိုပဲသဘောကျပါတယ်ဆိုတော့ကျွန်တော်အခုရွေးချယ်ပေးခဲ့တဲ့ပွဲစဉ်လေးနှစ်ပွဲကိုညီကိုတို့အနေနဲ့အကြိုက်တူမှလိုက်ယူစားပါအကြိုက်မတူလို့ရှိရင်ဘက်ကံပေါ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ကြောင်းပြောကြရင်းနဲ့ပဲဗီဒီယိုလေးကိုဒီမှာရန်နာကြပါတယ်